စရာကဆရာမရှိဘူးနော်ဒါတော့ဘယ်ကိုစုကြောပေါ်တယ်လဲသူကလည်းသူတင်းစရာလိမ့်သွားတာပဲဘယ်နေရာမှချိတ်ကြမနေဘူးသုံးဖို့တဲ့တော့တယ်ကြည့်လိုက်ပါရှင်းစရာစုကုန်ကတ်တာပဲဘာဖြစ်လို့လဲသုံးဖို့ရကတ်လို့ရတယ်လေဘယ်ကိုကတ်လို့မရဘူးဒါတော့မိမိအာယုမိမိရဲ့အတွင်းစိတ်ဒီအဲ့လိုမျိုးပြပအာယုနဲ့တွေ့ရင်မကတ်မငြိအောင်ထိန်းသိမ်းရတယ်မကတ်ကြီးရဘူးလို့ဆိုလို့တဖြည်းဖြည်းချင်းနော်အေးဒီဘာကောင်းလဲတတိလွတ်လွတ်ပြီးတော့ရင်းရင်းချမ်းချမ်းကြီးနော်ကတ်တာနဲ့ဆိုင်အတိကလေးနဲ့ကတ်တာနည်းနည်းမတော်ဘူးလားဩဘုရားကတော့ဖြစ်နေတာကြီးဒါကြီးကြရပြောလို့ဆိုတော့ဘယ်ရာကြီးမှခိုင်တာရမဟုတ်ဘူးငါကငါပဲရဲ့လို့သူများကကိုကပိုင်ဆိုင်မှုအမေပေးဖို့လူသားနဲ့ငါခန္ဓာကိုယ်တော်မှငါဖြစ်ခြင်းလို့ဖြစ်ရလားမဖြစ်ဘူးနော်လူတွေကသူများဖြစ်တာကိုအားမရဘူးနဲ့ငါအားမရလိုက်တာလို့ပြောတာအမှန်ကိုကိုယ်ကအားမရဟုတ်တယ်မလားငါကိုယ်ကတော်ပြီးရဲ့လို့ကျင့်တတ်ပြီးရဲ့လို့ဖြစ်တဲ့အဆင့်ပဲအဆင့်မှမရှိမှတ်တာနော်ကိုကိုတော်ပြီးကျင့်တတ်ပြီးလို့ဖြစ်တယ်မရှိဘူးနော်ဖြစ်လို့မရှိဘူးတရားမင်းကြီးမန္တလူစစ်ကြမင်းကြီးတခါတဲ့လူပြည်မှာရှေ့အစိုးရပေါ့ဗျာရှေ့တည်းမြေကြီးအကုန်ပိုင်ပြီးစစ်ကြုံလေးမင်းကြီးဖြစ်နေတာဒါတော့ဒီတပြေလုံးရှိတဲ့ကမ္ဘာမြေကြီးသူပိုင်တာပဲဒါပေမဲ့အဲ့ဒါခံစားရဘူးနော်တခါလဲအားမရလို့နတ်ပြည်ကိုတရားမင်း36ဆက်ပြီးနတ်ပြည်မှာသွားပြီးတော့ခံစားနေတာကဲတဏှာများပင်လေကြီးကိုစားနိုင်တယ်လို့နော်ကြုံသွားတာကျဲလာတာဘယ်တော့မှမချုပ်ဘူးဒါတော့မိမိတို့ကဒီပင်လေကြီးလိုတော့ပေါ့နော်တခါနဲ့နှခါမရှိအနားမရှိဘယ်တော့မှလည်းအဆုံးမရှိတဲ့အရာကြီးလိုပဲနော်တဏှာရဲ့ပင်လေရဲ့မိဘုံရဲ့အတူတူပဲအဆုံးမရှိဘူးဝါရဆိုတာမရှိဘူးမိဘုံနဲ့ကိုထင်းထက်ရဲ့တော်ပါပြီကွာဒါတော့ဆိုငါဝါပြီလို့အဲ့လိုမျိုးရှိလားပင်လေကြီးထဲမှာဝင်လိုက်တဲ့မြေတွေချောင်းနေနှစ်တိုင်းရေတွေဝင်နေတာပင်လေကြီးမှာရေပြည့်ရေတော်ကွာဂီးဆိုပြီးတော့မှအန်ကြတာရှိလားမရှိဘူးနော်နေတိုင်းဒါတော့မြေကြီးနေတဲ့အတွက်တော့ဝင်နေတာရှံလည်းမရှံနော်ဝင်မြဲဝင်ရှင်မြဲရှိနေတာပဲပြည့်တယ်မရှိဘူးအဲ့ဒီလိုပဲလောဘဆိုတာလူလောဘလည်းဒီတိုင်းတိရစ္ဆာန်လောဘလည်းဒီတိုင်းနတ်လောဘလည်းဒီတိုင်းဗြဟ္မလောဘလည်းဒီတိုင်းပဲဒါတော့ကောင်းပြီထင်းချုပ်ခါမှတင့်ကတင်းကြီးဟုတ်တယ်မဟုတ်လားဒါကြောင့်အာယုန်နေတော့လိုက်လို့ပြည့်စုံတယ်ဆိုတာမရှိဘူးထိုလိုချင်သောတဏှာကိုထင်းချုပ်ပြီးမှတပါးနော်ပြည့်စုံသွားတယ်ဆိုတာမရှိဘူးထင်းချုပ်လိုက်လို့နော်အဲ့ဒီဟာကိုရှင်းပြောမယ်ဆိုလိုချင်တဲ့တဏှာမရှိတော့မှဒါလေအဲ့ဒီကိစ္စကပြီးသွားတာဒါကိုပြီးအောင်ရလို့ဘယ်တော့မှဖြစ်လို့မရဘူးတဏှာကိုပြီးသွားတယ်ဆိုတာမရှိဘူးကောင်းပြီအဲ့ဒါကြောင့်အဲ့ဒီတဏှာလက်တယ်ပဲတဲ့ဘာလို့လက်တယ်လဲဒါကြောင့်လို့တဏှာဒီပါသစ္စာသမုဒိယသစ္စာဒုက္ခသစ္စာမဟုတ်ဘူးဟုတ်တော့တယ်နော်ဖြစ်ပြလို့ပြောရင်တော့ဒုက္ခသစ္စာတဏှာလောဘဖြစ်ပြင်းဖြစ်တယ်ဒါကအဲ့ဒီကပြောသင်္ခါရနော်သင်္ခါရတရားဖြစ်လို့သင်္ခါရတရားဖြစ်လို့ဒုက္ခသစ္စာဒါပေမဲ့သူကဒုက္ခကိုဖြစ်စေတဲ့လို့သူကသမုဒိယသစ္စာလို့နှမျိုးလုံးနာမည်ရဖြစ်ပြလို့ပြောရင်ရှုရင်ဒုက္ခသစ္စာလည်းရှုတာနော်ဒုက္ခကိုဖြစ်စေတဲ့အကြောင်းလို့ပြောရင်သမုဒိယသစ္စာလို့ခေါ်တယ်အဲ့ဒီလိုမျိုးဒါကြောင့်အဲ့ဒီတဏှာနဲ့ဒိဋ္ဌိနဲ့ပေါင်းပြီးချိတ်ပြီးဆိုရင်တော့အဲ့ဒီတတ္တဝါဒီအဲ့ဒီအာယုန်အဲ့ဒီမြေခွဲကလွတ်လို့မရတော့ဘူးတခါတည်းအာယုန်နဲ့သူ့ကိုတွဲချက်လိုက်တာဒါကြောင့်မလို့အာယုန်တွေတွေ့တိုင်းနော်ဆွဲတာကတဏှာနဲ့ဒိဋ္ဌိဘယ်သူနဲ့ဘယ်သူလဲဒါကြောင့်မဆွဲလန်းတဲ့လို့သူ့ကိုဥပါဒံဗါရလက်ဆွဲလန်းတဲ့လို့ဥပါဒံထပ်ပြောပါဆွဲလန်းတဲ့လို့ဥပါဒံတိုင်းဒါတော့အပြင်အာယုန်တွေထဲမှာသိရှိတယ်လည်းမရှိဘူးလားဗျာတမဲ့လည်းမရှိဘူးလားဗျာသိရှိတယ်လည်းကိုလုံးဆွဲတာပဲကိုလုံးဆွဲတာပဲအဲ့ဒါကြောင့်မလို့ဒီညမှာတော့ဘုရားဘက်ကပြောကြစို့နော်အစွဲခံရတဲ့အရာတွေသိရှိနေတာခန္ဓာ၅ပါးတွေမဟုတ်ဘူးလားနော်ခန္ဓာ၅ပါးတွေဘယ်သူကိုကြည့်လိုက်နော်ခန္ဓာ၅ပါးကိုယ်ကလည်းခန္ဓာ၅ပါးပဲဒါကြောင့်မလို့မိမိမြင်တော့အရာဒီမြင်လိုက်တဲ့အရာဒီခန္ဓာ၅ပါးအစစ်မှာပရမတရားနေရှိတော်လည်းပဲသူ့အကြည့်မှာအဲ့လိုမကြည့်ဘူးသူ့အတိကယောက်ျားမင်းမပုဂ္ဂိုလ်တဲ့ကွာရန်သူမိတ်ဆွေလှမလားဒါလေးကြည့်တာမလားပြဉ္ညာနဲ့ပဲကြည့်လိုက်တဲ့အခါကျတော့သူမြင်တိုင်းကြားတိုင်းဒီအစင်းဒီအတန်ဒီအနတ်ဒီရတာဒီတွေးဒီတွေးတွေဟာသူ့ကိုဆွဲလန်းကြဖြစ်နေဘူးလားဖြစ်နေတယ်ဒါကြောင့်ခန္ဓာ၅ပါးဒီအစွဲခံရတဲ့ခန္ဓာဖြစ်လို့ဥပါဒါနဲ့ခန္ဓာဘာလဲလဲဥပါဒါနဲ့ခန္ဓာဥပါဒါနဲ့ခန္ဓာကစွဲတတ်တာလားအစွဲခံရတာလားစွဲခံရတာစွဲတတ်တာလားဥပါဒါ
နော်ဆွဲရတာကဥပါဒအဆွဲခံရတာကခန္ဓာ၅ပါးအဲ့တော့အဆွဲခံရတဲ့ခန္ဓာ၅ပါးကိုဥပါဒနဲ့ခန္ဓာကွဲပြီလားဥပါဒနဲ့ခန္ဓာတွေ့ရလားမတူဘူးဥပါဒကတဏှာဒိဋ္ဌိဥပါဒနဲ့ခန္ဓာဆိုတာကခန္ဓာ၅ပါးလောကီခန္ဓာ၅ပါးနော်နည်းနည်းလေးတူပြောလိုက်ပေါ့နော်ခန္ဓာ၅ပါးဆိုရင်တချို့လည်းပဲခန္ဓာတွေကလောကုတ္တရာမျက်စိကိုယ်စိတ်တွေခန္ဓာလို့တော့ပြောလို့ရတယ်ဒါပေမဲ့တဏှာနဲ့ပဲဥပါဒနဲ့ပဲလွန်သွားတဲ့သူတို့ကြတော့ရိုးရိုးခန္ဓာလို့တော့ပြောလို့ရတယ်နော်သူတို့ဆွဲလို့မရတာကိုဆွဲလို့ရတာဒီပဲချမ်းဘယ်ပဲချမ်းလဲဆိုတော့လောကီယုတ်ဒီနန္ဒီမန္တမြပါတယ်လေဥပါဒနဲ့ခန္ဓာအကုန်လုံးဘယ်သူမှမဆိုတချို့မှားတာရှိသေးတယ်ဘုရားဉာဏ်နဲ့ခန္ဓာကြတော့ခန္ဓာပဲဥပါဒနဲ့ခန္ဓာမဟုတ်ဘူးလေမဟုတ်ဘူးနော်ဘုရားမှာယုတ်ကြီးမရှိဘူးလားရှိပါတယ်ဗျာယုတ်ကြီးရှိတယ်လေယုတ်ရှိတဲ့အတွက်ကြောင့်အရိယာတွေကိုလည်းချစ်လို့မှနောက်ကနေပြီးတော့ဒီသာသနာပြောခံရတယ်ရှိတယ်မရှိဘူးမထင်လို့ရှိတယ်နော်အရှင်ပြလူတော်ထွက်ပါပြတပည့်တော်ယူပါမယ်လားပြောလို့လည်းရှိတယ်သူတို့ကမှရဟန္တာဖြစ်နေပြီဒီလိုပြဿနာမရှိတော့ဘူးဒါပေမဲ့ပုထုဇဉ်ကသူတို့ဝင်ကြည့်တဲ့အခါကျတော့ဒီခန္ဓာ၅ပါးကြီးကိုမြင်နေတဲ့အခါကျတော့သူတို့ကခန္ဓာ၅ပါးမှာတဏှာကလူရွေးသေးလားမရွေးဘူးယောက်ျားတော်မင်းမှာဆိုဘုန်းကြီးတော်ဒီလိုက်ရှင်တော့မရွေးဘူးဒါကြောင့်မို့ရှိတဲ့ညခန္ဓာယုတ်မှန်ရင်လောကီယုတ်မှန်ရင်ပါလေတရားယုတ်ပဲဖြစ်ဖြစ်ယန္တာယုတ်ပဲဖြစ်ဖြစ်တာမပုရိသေယုတ်ပဲဖြစ်ဖြစ်ယုတ်မှန်ရင်လောကီဟောဒီလောကီနယ်ပယ်မှာရှိနေတဲ့စိတ်ကိုလောကီစိတ်ဒါတော့ဟောဒီလောကီယုတ်တွေနာနေပြီအခုနကသူ့ရဲ့နယ်ပယ်ကတဏှာဒိဋ္ဌိရဲ့ပိုင်တဲ့ထဲမှာနေရတာဟုတ်ပြီလားဒါကြောင့်မလို့သူတို့ကဒီလောကီနယ်ပယ်ထဲမှာရှိတဲ့ယုတ်တွေနာနေဆိုတာတဏှာဒိဋ္ဌိရဲ့နယ်ပယ်ထဲမှာနေလို့တဏှာဒိဋ္ဌိအစွဲခံရတဲ့ခန္ဓာဟုတ်ပြီလားအေးအစွဲခံရတဲ့ခန္ဓာဒါကြောင့်သူ့နယ်ပယ်မတူဘူးလောကုတ္တရာနယ်ပယ်သူဝင်လို့မရဘူးလောကီနယ်ပယ်ရှိနေကြအကုန်လုံးသူ့နယ်ပယ်ဒါကြောင့်မလို့ဥပါဒံဒီလောကီနယ်ပယ်မှာရှိတဲ့ယုတ်ဉာဏ်နဲ့မန္တမြကိုဆွဲလိုက်လို့ဒုက္ခနာကိုကြတော့ဥပါဒံဆွဲလန်းနိုင်သောခန္ဓာဖြစ်လို့ဥပါဒံနဲ့ခန္ဓာအဲ့ဒီဥပါဒံနဲ့ခန္ဓာဒီနော်ဝိပဿနာရှိရမယ်ခန္ဓာလောကုတ္တရာမပါဘူးလောကုတ္တရာကတော့သူကအထွတ်မြတ်ထားပြီးတော့ပန်းနိုင်ထားဖို့နော်မျက်စိတွေကိုယ်စိတ်တွေဆိုတာမိမိတို့အထွတ်မြတ်ထားပြီးတော့ပန်းနိုင်ထားပြီးတော့ဘုရားရောက်လမ်းမတရားရောက်ရင်နော်တန်တန်ပတိတစသည်ပေါ့နော်ဒီစိတ်တွေရောက်ရင်တော့ငြိမ်ပြီးချမ်းပြီးအေးပြီးကိလေသာကလွတ်ပြီးဒါကြောင့်မလို့လုံမြတ်တဲ့စာရည်ပြင်ကိုယ့်ရဲ့ပန်းနိုင်ဖြစ်ထားပြီးတော့သူ့ကိုရီမန်းပြထားမှာဒါပေမဲ့ရှုဖို့မဟုတ်ဘူးနော်ရှုတာကဘာလို့ရှုမလဲလောကီယုံနာခန္ဓာဘာလို့ရှုမလဲယုံနာခန္ဓာလောကီယုံနာခန္ဓာဘာကြောင့်ရှုတာလို့ဆိုရင်မရှုရင်ဆွဲမှာမရှုရင်ဆွဲမှာအေးအဲ့ဒါကိုပြောတာမရှိရင်ဆွဲမှာနော်ဒါကြောင့်မလို့အဲ့ဒီလောကီခန္ဓာတွေဟာဘာလို့နေတဲ့ခန္ဓာလဲဆိုဆွဲလန်းနိုင်တဲ့ခန္ဓာအစွဲခံရတဲ့ခန္ဓာဒါကြောင့်မလို့မြင်တိုင်းကြားတိုင်းမှာနော်မြင်တာခန္ဓာ၅ပါးလောကီခန္ဓာ၅ပါးကြားတာလောကီခန္ဓာ၅ပါးနာမ်တာလောကီခန္ဓာ၅ပါးစားတာလောကီခန္ဓာ၅ပါးထိတာလောကီခန္ဓာ၅ပါးဒီနေ့သာပြောမယ်မြင်တာဥပါဒณะခန္ဓာ၅ပါးကြားတာဥပါဒณะခန္ဓာ၅ပါးနာမ်တာဥပါဒณะခန္ဓာ၅ပါးစားတာဥပါဒณะခန္ဓာ၅ပါးထိတာဥပါဒณะခန္ဓာ၅ပါးကဲမြင်နေကြားနေနာမ်နေစားနေထိနေဒီနေ့ဒီနေ့ဒါပဲမဟုတ်လားဒီနေ့ဒီနေ့ဒါပဲရှိနော်မြင်စိတ်ကြားစိတ်နာမ်စိတ်စားစိတ်ထိစိတ်ကြံသိစိတ်ဒီသုံးခုအဲဒီ6ခုပဲရှိတယ်ဒီ6ခုဟာဒါပဲပတ်ဖြစ်တယ်အဲ့တော့ကောင်းပြီအဲ့ဒီမြင်နေကြတာနာနာသာထိနေပြီးတော့မန္တမြသည်နော်လောကီခန္ဓာ၅ပါးဖြစ်တဲ့အတွက်ကြောင့်မြင်နေကြတဲ့နာနဲ့စားတဲ့အမှတ်တတိယောဂီတော်တွေကတော့မရှိခဲ့ဘူးဆိုရင်တော့မြင်တိုင်းဥပါဒံကတ်တယ်ကြားတိုင်းဥပါဒံကတ်တယ်ဖြစ်မသွားဘူးလားဖြစ်သွားနော်ဒါကြောင့်မို့လို့ပြန်ပြီးတော့သတိရတဲ့အခါကျတော့တရားတော်ကိုသတိရတယ်ဆိုလို့ရှိရင်ယောက်ျားမိန်းမအဖြစ်သတိရသလားယုံနာဖြစ်သတိရသလားယောက်ျားမိန်းမနော်ရန်သူပိတ်ဆိုဖြစ်သတိရသလားယုံနာသတိရသလားရန်သူပိတ်ဆိုသတိရချောတယ်လာတယ်ရုပ်ဆွဲတဲ့သတိရသလားယုံနာဖြစ်သတိရသလားလာမလားဒါသတိရတာပဲသတိရတဲ့ခါနဲ့စိတ်ထဲက image ကလည်းပေါ်ပြီးပြီနာမည်လည်းပေါ်ပြီးပြီနော်နာမည်ပေါ်တော့နာမပညာပုံသဏ္ဍာန်ပေါ်တော့တဏ္ဍာနာပညာပေါ်တော့မလားဒါတော့အဲ့ဒီမှာဒီနာမည်ပညာတွေပုံသဏ္ဍာန်ပညာတွေယောက်ျားမိန်းမပုံသဏ္ဍာန်ပညာကြီးပေါ်ပြီးတော့ဒါကိုပဲနော်သူဆိုတာရှိနေတယ်နော်ဒါဟာဘုရောကလည်းသူလည်းကိုလည်းသူပဲလေဒီလိုပဲမှတ်တာပဲနော်အဲ့ဒါကြောင့်အဲ့ဒီလိုအမှတ်နဲ့နော်နှစ်သိစရာလည်းကောင်းတယ်ချစ်ခင်စရာလည်းကောင်းတယ်
နော်ရှိလဲရှိနေတာတော့ဘာလို့လဲသူကူလဲသူစသည်ဖြင့်အဲ့ဒါလိုရှိနေတာဖြစ်တဲ့အတွက်ကြောင့်သူကမြဲတဲ့ခိုင်တဲ့အဖြစ်နဲ့မှားပြီးတော့ဒါကိုသူကယုံနာရဲ့သဘာဝဖြစ်စဉ်ကိုနော်ပြည့်ညတ်တင်ပြီးတော့ယောက်ျားမျိုးမဖြစ်နေဆွဲလိုက်တာဒါကြောင့်ဆွဲလိုက်တဲ့ခါကျတော့နော်ထိုအာယုန်တွေခါမိမိနဲ့နော်ကင်းကွာလဲသွားရောမြင်စဉ်မြင်တာပြီးတော့မမြင်ရတဲ့ချိန်ထိုဥပါဒံဓာတ်ကြီးထိတဲ့နော်မိမိရဲ့စိတ်ကဘာဖြစ်လာဆိုဓာတ်ကနာလာပြီဟုတ်တယ်မဟုတ်လားမမြင်ရခြင်းပြုသောအကြောင်းကြောင့်နော်အာယုန်ကိုနေတဲ့သဘောကျတယ်ချစ်တယ်ခင်တယ်နော်အဲ့တော့အဲ့ဒီပြောပြရစီတော့အာယုန်ပေါ်မှာပညာနယ်ပယ်ကပြောရင်ပုဂ္ဂိုလ်တ attva ပေါ်မှာအချစ်စုနဲ့လေအဲ့ဒီစုကြောင့်ကိုခိုင်းရတာနာလေးပဲတဏှာကအတွင်းနဲ့ကိုနည်းနည်းစုလေးစုများလို့ပဲခံရတဲ့သူဟိုးနာလေးပဲဒါကြောင့်မလို့တာမန်အာယုဆိုရင်တာမန်နေပြီးဟောတာဖြစ်တယ်ဟုတ်တယ်မဟုတ်လားအင်းကြီးအဟောင်းလေးတစ်ထက်ခိုးသွားတယ်ဟာဟောင်းပြောပြတာဒီပါဟုတ်တယ်မဟုတ်လားနည်းနည်းလေးတော်တော်လေးလာဝလို့ရသေးတယ်မျိုးတာငါဒါလေးတော်လေးကောင်းသေးတာဟုတ်တယ်မဟုတ်လားတခါရဲ့အသက်နော်တကယ်နောက်ဆုံးမဟုတ်ဘူးတခါလေးကြီးပြီးဝယ်ထားတာအဲ့ဒါကိုတခါလဲနော်ထားပါတော့အဲ့ဒါလေးဘုရားနော်ဘုရားဉာဏ်ဝယ်ပြီးအိတ်ထက်လာတယ်နော်အပြန်ကြတော့အိတ်ကြတော့ပွင့်ကြည့်တာပါမလာဘူးလမ်းမှာခပဲနဲ့ကန်ရအောင်စိတ်စင်စားလို့ဆိုပါစို့နည်းနည်းလေးခဏနာလေးစုပေးလိုက်စိတ်စင်စားလို့ဝတ်ချလိုက်မယ်ဘယ်တော့ဝတ်မယ်ဘောကမလေးငါရှိနော်ကြောင်ဝတ်ထားငါလည်းတတိမဲကြီးလို့ရလဲအာရမလို့စိတ်ကညှိုးတာအိမ်ထဲရောက်တော့ဖွင့်ကြည့်တော့ရှိတော့နော်ဖွင့်ကြည့်တော့ရှိတော့ပြီနော်ကျွန်တော်မှာဒီကတော့ဘုန်းကြီးပါနော်လောမှာရှင်ရှိလို့တဲ့ရှင်တကာလေးကနေပြီးတော့မှရှင်ဝင်လောက်ပြဝယ်မဲ့ပစ္စည်းတွေပြိတ္တာတွေအတော့ဘုန်းကြီးဝင်အဲ့လိုက်တော့အဲ့ဒါသူဝယ်ဖို့လာတယ်ရန်ကုန်ပေါ့ရှင်ဘုရားလူတင်ထားတယ်နော်ခပိုင်းနဲ့ပေါ်တယ်ဒီကနေ့မှာဟာငါတော့မအားပါခဏမှမများလို့အဲ့လိုပြောအဲ့ဒီကဘင်္ဂါတိုင်းသွားတဲ့အခါကျတော့အဲ့ဒီငွေကိုလေအိတ်တက်အိတ်ကလေးကိုချီးစီးပြီးရမ်းညံ့တာမပလေးဆွဲလို့မိလေးထုတ်ထုတ်ရထားစီးဖြစ်တော့သွားတာကြီးနေတဲ့ဘုရားရဲ့အိတ်ကြီးဖဲမပါလာအိတ်ဖွင့်ပြီးတော့လက်ထိုးတော့လက်ကြီးထွက်လာဟာအဲ့မှာဘုန်းကြီးငိုတော့တာပဲနေရတယ်ငါ့ကိုကြီးပဲမဟုတ်ဘူးရားကိုရကုန်ပါတယ်ဒီကတည်းကမှမရတဲ့ဘူးလားအခုလည်းပဲအခုနပြောလို့စိတ်စဉ်းစားကမ္ဘာပါသွားရင်ဘယ်လောက်ထိုင်လို့မှမသိဘူးဟုတ်တယ်မလားနော်အဲ့ဒါဘာဖြစ်လာလို့ဆိုရင်ဒီပစ္စည်းအာယုံပေါ်မှာဆွဲလမ်းမိရမဟုတ်လားအေးအဲ့ဒါကြောင့်မလို့နော်ဓာတ်ချက်ကေနာဆိုတာဆွဲချက်ကေနာအပေါ်မှာမူတည်တာဒါကြောင့်ဘတ်တော်ကဘာကြောင့်မလို့ဘုရားကြီးလာပြင်းထန်ပင်ပန်းနေရတယ်လဲဆိုရင်ထိုဥပါဒံစုထားခြင်းတည်ပြီးတော့အကြောင်းကြောင့်ဖြစ်ရတယ်တဲ့ဟုတ်ပြီလားဒါကြောင့်ကောင်းပြီလူတွေကဒီတော့ကဒုက္ခတွေဖြစ်ပြီဆိုတဲ့အခါကျတော့ဒါကြီးကိုမလိုချင်ဘူးဒါပေမဲ့ခက်တာကဒီဟာကြီးကိုတော့မလိုချင်တာသူရဲ့အကြောင်းဖြစ်တဲ့တဏှာသမုဒိယဘုသော၎င်းနောက်ထားတော့ဥပါဒံဘုသော၎င်းပယ်ရမယ်တတ်ရမယ်နှင်ရမယ်ဖြိုးရမယ်ခင်းဖြိုးရမယ်ဆိုတာကြတော့သိလားမသိဘူးအကျိုးပဒါမလိုချင်တာအကြောင်းတတ်ဖို့မသိဘူးဘာမှလည်းမသိဘူးဒါကဒီတော့ကဒီတန်တရားပြီးပါအောင်မလားမပြီးဘူးဒါကြောင့်မလို့မိမိတို့ကဒီအရာဒီနော်မိမိတို့လောကီနယ်ပယ်ထဲမှာနေရလို့ဒါအဆုံးမတတ်နိုင်ဘူးမှန်တယ်ထားဒါပေမဲ့မိမိတို့ຢာတိုင်းရှိတိုင်းဩဒါလေးကတော့သူ့ရဲ့နေမဆုံးသေးခင်တော့မတို့သုံးဝရှိတယ်လို့မှတ်ထားနော်မတို့ဆိုင်တာဟေးမပိုင်ဘူးဟုတ်တယ်မဟုတ်လားဒါတော့ဒါတရားနဲ့ပြောတာသူမဒါဒီတော့မပိုင်ဘူးသူပိုင်လဲဆိုတော့လောကီနယ်ပယ်ကပိုင်လို့ပြောလို့ရတယ်ဒါပေမဲ့ပိုင်ဆိုတဲ့သဘောတရားကြီးနော်ဖြစ်ချင်တာလေးကိုဖြစ်ချင်တဲ့စိတ်အားတွေဆိုလိုက်ပြီးတော့ဖြစ်နေတာကိုပြောတာဒါကိုဟုတ်တယ်မဟုတ်လားပုံမှန်ထားတော့ကိုအောက်ကလက်အောင်လည်းဒါဟေးနင်တို့ဒီနောက်အောင်ထိုင်ခေါင်းတော့ထိုင်လက်အောင်လည်းဒါဆိုတော့ထိုင်ရမှာလားမျက်နှာကိုလုပ်ပေးအထက်ကရာရှိတယ်ပြောရင်အောက်ကလုပ်ပေးရတယ်နော်အေးမင်းနေဆိုလို့ရှိရင်ဒီကောင်ဆိုးတယ်ဒီနေတာပေးလိုက်စမ်းထောင်ချလိုက်စမ်းမရဘူးလားရတယ်အဲ့ဒါကအစိုးရပိုင်ဆိုင်တယ်လို့ခေါ်တယ်ဒါပေမဲ့ကိုယ်ခန္ဓာကနေပြီးတော့ဖြစ်နေတဲ့အရာကိုကြတော့အရာခတ်သိပတ်ဝန်းကျင်မှာရှိတဲ့အရာရောကိုယ်ခန္ဓာကိုအပါဝင်ကိုဖြစ်စီခြင်းနဲ့စိတ်တိုင်းတို့ကလိုက်ဖြစ်ရတာမဖြစ်ဘူးမဖြစ်ရင်ကြောင်းလိုက်မယ်ကြောင်းလိုက်ရင်ကိုယ်ဘယ်လိုမှတီးတယ်လှတယ်နော်ခိုင်တယ်ဆိုရဲထင်ထားတဲ့အရာငါပိုင်တယ်လို့ထင်ထားတဲ့အရာကအခုပိုင်သေးလားကိုယ်စိတ်ကဖြစ်သေးလားမဖြစ်တော့ဘူးဆိုတော့ပြန်တော့ဘယ်သူနာကိုနာတာပဲနော်ကိုနာတာဗရာဇာလီဇတ်တို့
စဉ်းစားပြန်အောင်ကြည့်လိုက်စမ်းဒါရင်းနေပတ်တယ်နော်ပစ္စည်းတွေနဲ့ပတ်တယ်တော့ဝဝရှိရှိဝဝမလုပ်နဲ့ကိုယ့်ဘက်မှာပြင်နှလုံးသွင်းကြည့်လိုက်နော်မလေးမရှိဘူးကောင်းပြီဟုတ်တယ်မလားနော်ကောင်းပြီအဲ့ဒါမျိုးတွေဆိုတာဒီပစ္စည်းဆိုတာညက်လက်မျိုးညက်လက်မျိုးခဏလေးပဲနော်ခဏနေတာလို့ပြောတာဒါကြောင့်မလို့ဘယ်အရာကြီးဘယ်လောက်ကြီးခိုင်းတယ်လို့ပြောပြီးတော့နော်သူနဲ့ငါနဲ့ကန်ဆက်တဲ့များတော့အတူတူနေတာပေါ့ကာမဆက်တော်ဘူးဆိုတဲ့တနည်းကြရင်နော်ဥစ္စာကတော့လည်းလူကိုပြည့်လူကတော့လည်းဥစ္စာကိုပြည့်ဒီနေ့ပြည့်တပြည့်ပြည့်နဲ့ခွဲရတယ်ဥစ္စာကတော့လည်းလူကိုပြည့်လူကမတည်သေးဘူးဥစ္စာတွေကပြည့်စည်သွားတယ်နော်ဥစ္စာကတော့လည်းလူကတော့လည်းဥစ္စာကိုပြည့်ပစ္စည်းတွေကဟာသုံးလို့မအောင်ပေါ်လိုက်တဲ့ပစ္စည်းနော်ပေါ်လိုက်တာချမ်းသာလိုက်တာဒါပေမဲ့လူကပြေးသွားတယ်လူကကိုပစ္စည်းကိုပြန်ပြီးတော့ဆွတ်သွားတာဒါတော့နှမျိုးမရှိဘူးလားဥစ္စာကနေလူကိုပြည့်သွားတာလည်းရှိတယ်လူမတည်သေးဘူးပစ္စည်းတွေဆုံးရှုံးသွားတယ်ယာလူတွေဆုံးရှုံးသွားတယ်နော်အိမ်မိမိပိုင်ဆိုင်နေတယ်အကုန်လုံးဆုံးရှုံးသွားတယ်ဒါပစ္စည်းကလူကိုခွာသွားတာဒါတခုနောက်တစ်ခုကကိုရှာတဲ့ပစ္စည်းတွေကတော့သုံးဖို့ကုန်ဖြုံးဖို့ပေါ်လိုက်တာဒါပေမဲ့အဲ့ဒီသုံးဖို့ကုန်ဖြုံးဖို့ကုန်ပေါ်တဲ့ပစ္စည်းတွေရှိနေစဉ်မှာပဲကိုကသူ့ကိုခွဲပြီးတော့သွားရတယ်လောကထွက်သွားတာဒါတော့မိမိတို့ကဒီနောက်ဆုံးရက်ကလေးမတိုင်ခင်သူကကိုယ့်ကိုမပြည့်သေးဘူးဟုတ်တယ်နော်သူကကိုယ့်ကိုမပြည့်သေးဘူးကိုကလည်းသူ့ကိုမပြည့်သေးဘူးဒီကြားလေးနဲ့နေမရှိတာဟုတ်တယ်မဟုတ်လားအေးအဲ့ဒီပြည့်တဲ့နေ့ကိုခွာရတဲ့နေ့ကိုမရောက်သေးခင်ကြိုတင်ပြီးတော့ပြင်ဆင်ထားပါဒါဟုတ်လားဘယ်အရာကတော့ကြီးဖြစ်ဖြစ်နောက်ဆုံးကိုယ်ခန္ဓာကိုတော့မကိုမမြဲဘူးနော်ဒါကြောင့်မလို့ဟောကဒရင်းဆရာကြီးဆိုတာရှိတယ်သူ့ကိုလည်းငါမပိုင်ငါကိုလည်းသူမပိုင်ဘယ်သူကမှဘယ်သူမပိုင်ကိုယ်ကိုယ်တော်မှကိုယ်မပိုင်အချိန်တိုင်းကသူဖြစ်ချင်တယ်လို့ဖြစ်အချိန်တိုင်းအချိန်တိုင်းဆို every minute every second နော်သူဖြစ်ချင်တယ်လို့ဆိုတာသူ့ရဲ့ရုပ်တဘာဝနာမ်တဘာဝတိုင်းလို့ပြောတာရုပ်ကရုပ်တဘာဝအစတိုင်းဖြစ်နေတယ်ငါကဒီ process ကိုတွားပြီးတော့ဟိုလိုလုပ်ပါဒီလိုလုပ်ပါဒါလေးထည့်ပေးပါလို့နော်ဟိုကဗာလဲဟိုကဘူဘေးဆိုင်မှာသွားတဲ့ခါကျတော့ကိုချိုက်တိုင်းဟိုလေးထည့်ပေးပါဒါလေးထည့်ပေးပါလို့တွားခိုင်းလို့ခိုင်းလို့မရဘူးဟုတ်တယ်မလားဟိုလေးထည့်ချင်ပေးပါဒီလေးထည့်ကြည့်သူ့အစတိုင်းသူဖြစ်တာနော်ဧဝဓမ္မတာနည်းဆိုတာဒီတိုင်းမှာဒါကစားရင်ဒီကိုစောအောင်သွားတာပဲကိုဘာမှပြင်ဆင်ပိုင်ခွင့်မရှိဘူးပြင်လည်းမပြင်ဆင်နိုင်ဘူးသူရုပ်တဘာဝနာမ်တဘာဝတိုင်းသွားတာအဲ့ဒါကြောင့်မလို့အချိန်တိုင်းကသူဖြစ်ချင်တယ်လို့ဖြစ်ဆိုတာကသူဖြစ်ရမယ့်အစဉ်တိုင်းပဲဖြစ်တယ်ကိုဖြစ်ချင်တယ်လို့မဖြစ်ဘူးဥစ္စာကတော့လည်းလူကိုပြည့်ဥစ္စာကိုပြည့်သွားတာလူကတော့လည်းဥစ္စာကိုပြည့်နော်အမြဲမရှိအနေဆာကြောက်စရာဒုက္ခဖြစ်စဉ်ကြီးကိုပြောတာအစိုးမရအနတ္တတရားလို့ပါတယ်ကွာမကောင်းဘူးလားကောင်းပြီအဲ့ဒါလက်ကင်ထားလိုက်ဆိုကြည့်သမှာနော်သူကိုလည်းငါမပိုင်သူကိုလည်းငါမပိုင်ငါကိုလည်းသူမပိုင်ငါကိုလည်းသူမပိုင်ဟောနော်တချို့ကနော်သူကိုလည်းငါမပိုင်ဆိုတာကထားပါတော့ဒါတွေဒီနေ့တကယ်ချင်းမေးဆွေးလေးနော်ဒါကကိုကသူတို့လည်းကိုမပိုင်ဘူးအချိန်အတိုင်းဒါလေးတခုပဲငါကိုလည်းသူမပိုင်ငါကိုလည်းသူမပိုင်ဘူးနော်သူတို့ဖြစ်ချင်တယ်လို့ငါခန္ဓာကိုယ်ကြီးကဖြစ်ချင်မှဖြစ်မှာအတိုးရှိအသက်ကစားလို့အလားအချောလားဒီတိုင်းပဲကြာရင်ဖြစ်ဖြစ်နော်သူရဲ့ဟောဓမ္မတာတိုင်းပဲဇာတိပိဇရာလာတာပဲနော်ဟာငါအမေကိုငါသူကိုငါတကယ်ချင်းကိုငါကိုကိုနှမကိုမလုပ်ပါနဲ့မဖြစ်ပါနဲ့လို့တားလို့ရတယ်သူတို့လည်းပို့တာလို့မရဘူးဒါကြောင့်မလို့ငါကိုလည်းသူမပိုင်သူ့ကိုလည်းငါမပိုင်သူ့ကိုလည်းငါမပိုင်ဘယ်သူ့ကိုမှဘယ်သူမပိုင်ဘယ်သူ့ကိုမှဘယ်သူမပိုင်ကိုကိုတော်မှကိုမပိုင်ကိုကိုတော်မှကိုမပိုင်ကိုကိုတော်လည်းပဲပြောလို့ရတယ်လားမရဘူးကိုဖြစ်ချင်တဲ့အတိုင်းကိုခန္ဓာကိုမဖြစ်ဘူးမဖြစ်ဘူးနော်အဲ့တော့တစ်ခါတလေကြတော့အဲ့ဒီမှာကြားပြတ်ပြောလာမှာနော်လူတွေမှာဒီသဘာဝကိုညှင်းဆန်တဲ့ဒီ against ပေါ့နော်ဖြစ်နေတဲ့ဖြစ်စဉ်သဘာဝကြီးနဲ့ဒီ against လို့ပြီးတော့မှဖြစ်လာတဲ့သဘာဝကိုလက်ခံနိုင်တဲ့စွမ်းရည်မရှိဘူး acceptance မရှိဘူးလက်ခံနိုင်စွမ်းရည်မရှိဘူးအဲ့တော့လက်ခံနိုင်စွမ်းရည်မရှိတဲ့အခါကျတော့သဘာဝရဲ့ aging ဖြစ်တယ်ဆိုကြပါစို့နော် process တွေ aging process ကသွားတာပဲလာတာပဲဘယ်သူမှဆိုကိုကျင်းရမရှိဘူးဒါတော့အခါတလေကျတော့အဲ့ဒီ process ကိုတင့်တော်တာချက်အလွန်အကျူးပြင်တော့လူတွေမျိုးသမီးတွေဒုက္ခမရဘူးလားရောက်တာပဲဟာလင်နေနေတွေ့ဓာတ်တွေမှာမျက်နှာကြီးအပူရောင်ကန်းနေလုံးနဲ့ကန်းဘာဖြစ်လို့လဲဒီရှိတဲ့တိုင်းလေးလက်ခံလိုက်ကံပေးတဲ့လောက်လက်ခံလိုက်ကံကုန်ကံရဲ့နောက်ဆုံးလေးချိန်များအခုကျတော့ကံကိုကြိုပြီးတော့မှသူကဖြတ်ဂျားပြတ်ကနေစီးပြီးတော့မှနော်ဒီချင်းကို
တင်းနေရှိသွားလို့ဖြစ်နေတာနော်ဒါကြောင့်တချို့ဟာလေးတွေကြောင့်လောကမှာဖြစ်ရုပ်ဖြစ်စဉ်ဓမ္မတာကိုလက်ခံနိုင်တဲ့စွမ်းရည်တတ်သိရှိအောင်ကြိုတင်ပြင်ဆင်ဖို့လိုတယ်နော်ဒါကိုလက်ခံနိုင်ဖို့ acceptance လို့ခေါ်တာမလားဒီအဲ့ဒီ acceptance လေးမှတ်ထားရစ်တက်ကြည့်တယ်နော်အဲ့ဒါကို against လုပ်လို့ရှိရင်ကိုယ်စိတ်ထဲမှာပဲဒုက္ခရောက်တာနော်အိုးတဲ့ချင်းမလို့အိုးတာကိုလက်ခံလိုက်ပြီးသွားပြီတဲ့နော်နာတတ်တဲ့အယုံလို့နာတာကိုလက်ခံလိုက်ပြီးသွားပြီနာရကောင်းလားငါဖြစ်ရကောင်းလားလို့ဆိုတော့နာတာကတခုကိုဖြစ်ချင်တာနဲ့မဖြစ်တာကတခုပေါ့နှစ်စုမစုဘူးလားစူးနှစ်ချောင်းစုတာဘိုးခက်တယ်ဘိုးခါရခဲ့တယ်ဘိုးအနေချက်တယ်ဒါကြောင့်မလို့နော်မိမိတို့ကဒီဟာလေးတွေကိုကြိုတင်ပြီးတော့နှလုံးသွင်းရမယ်ဒါဒီကလေးဘုရားဘာသာနဲ့တွေ့ရရင်ကြိုပြရမယ်နော်ဒါကြောင့်ကိုယ်ကိုယ်တော်မှာကိုမပိုင်လိုက်ဆိုကိုယ်ကိုယ်တော်မှာကိုမပိုင်ဘာဖြစ်လဲမေ့ပါလားမသိဘူးလိုက်ဆိုကိုယ်ကိုယ်တော်မှာကိုမပိုင်အချိန်တိုင်းကအချိန်လဲဆိုစက္ကန့်တိုင်းမိနစ်တိုင်းနော်ဒါတိဆိုတာနာနိုစက္ကန့်နော်တစ်စက္ကန့်မှာနာနိုစက္ကန့်မှာ1 million billion လောက်ရှိတယ်ဟုတ်လားဆိုတော့တစ်စက္ကန့်တော့ကိုလောက်ပြီဒါတိကိုလို့ဆိုတော့နာနိုစက္ကန့်ကိုလည်း1 billion လောက်ရှိတယ်အဲ့ဒီနာနိုစက္ကန့်လေးနဲ့တွက်တော့လည်းအချိန်တိုင်းမှာပြည့်နေတာပဲဒါလည်းသူလည်းတစ်ခုဒီလိုအတန်းကြီးလာတော့ပူလုံးကန်လုံးအားကြီးတော့နော်မြင်းချောင်းဆွဲလိုက်တယ်တစ်ခုတည်းလို့ချင်တာအမှန်မဟုတ်ဘူးအသေးသေးလေးနော်ဂျုံမုတ်ကြိတ်ထားတယ်နုပတ်လာဟုတ်တယ်မလားနုပတ်နဲ့အဲ့ဂျုံမုတ်လေးကိုတောင်းကြီးထဲတော့တောင်းထဲမှာဂျုံမုတ်တစ်ခါတည်းထားတော့ဘန်းကြီးထဲတော့အပေါ်မှာခြုံပြီးတော့မှဇေရီလိုဖြစ်နေဘူးလားဖြစ်နေတော့ချွန်ကြီးနော်ဂျုံမုတ်တွေပုံလို့ဒါဆိုလို့ရှိရင်အဲ့ဒီဂျုံမုတ်ကိုအပုံကြီးတော့မြင်နေဒါပေမဲ့ဂျုံမုတ်ကအပုံလားအပုံလားအမုံလေးနော်တမုံတောင်မမြင်အောင်သေးတယ်ဒါပေမဲ့မမြင်ရတော့တဲ့အမုံလေးတွေပုံလိုက်တော့ချွန်ကြီးဖြစ်သွားတာလူတွေမြင်တာကအဲ့ဒီချွန်မမြင်တာဂျုံမုတ်မမြင်ဦးဇင်းတို့တွေမြင်တာကဒီပုံလေးကြီးပဲမြင်တာဆက်တာမမြင်ဘူးဂျုံမုံလေးတွေတစ်ခုချင်းကြည့်ရင်မမြင်နိုင်ဘူးလို့နော်ဒီသွားနေတဲ့ဒီရုပ်ပြနေတဲ့ process ကိုတစ်ခုချင်းမြင်နိုင်လို့ဆိုတာဖြစ်တာအာမအားဖြင့်နော်အဘိညာဉ်မျက်စိနဲ့ရမှာလို့မြင်နေတယ်အဲ့တော့အဲ့ဒီလိုမျိုးပုံပေါ်လာတာကိုအများတို့တို့ကဒီချွန်ကြီးကိုပေါ်လာတဲ့ဟာဒီကိုအရှိတကယ်ခိုင်အမာရှိနေတယ်လို့ထင်ပြီးတော့ပုံရုပ်ကိုသွားဆွဲတာဒါကအမှန်က image ခုလေးပဲဟုတ်ရဲ့လားအခြားသောအစိတ်ပိုင်းလေးများပေါင်းလို့ပေါ်လာတဲ့အရာသာဖြစ်တယ်တကယ်ရှိတာဟုတ်ရဲ့လားမဟုတ်ဘူးဒီတိုင်းပဲရုပ်မှန်အစင်တော့ရှိတယ်ပုံမရှိဘူးနာမလည်းအစင်ရှိတယ်ဒီပုံမရှိဘူးဒါပေမဲ့ပေါ်လာတဲ့ပညာယုတ်ကြီးကိုပဲဒါကြောင့်မှပြည့်နေဆွဲတာမဟုတ်လားအဲ့ဒါကြီးကိုဒါတော့သူ့မူရင်းကအတွင်းထဲကတော့ရုပ်အစင်တန်းနာအစင်တန်းဒီအစင်တန်းကတော့တစ်ချင်းလို့ပြည့်ဒီလိုသွားနေတာနိုင်စက်ကလေးလို့ဒါကြောင့်မလို့နော်စာကလို့ဆိုတယ်အချိန်တိုင်းကလိုက်ဆိုအချိန်တိုင်းကသူဖြစ်ခြင်းတယ်လို့ဖြစ်ကိုဖြစ်ခြင်းတယ်လို့မဖြစ်တဘာဝတရားကိုထပ်ပြီးတော့စဉ်းကြည့်မယ်ဥစ္စာကတော့လဲလူကိုပြစ်လူကတော့လဲဥစ္စာကိုပြစ်နော်အမြဲမရှိအနိစ္စကြောက်စရာဒုက္ခအစိုးမရအနတ္တတရားလို့ပါကအဲ့ဒါကိုနေတဲ့ခဏမှန်ပြီဟလားအဲ့လိုမျိုးဆိုရင်ကနေဒီစာရဲ့အတိတ်ကိုသဘောပေါက်နေတယ်နော်အဲ့ဒါဆင်ခြင်ဖို့ပဲဟုတ်ပြီလားဒါတော့ကောင်းပြီဒီခန္ဓာဖြစ်စေရုပ်နဲ့ခန္ဓာတွေကိုမိမိကမရှိမမှတ်ခဲ့ရင်တော့၎င်းဝိပဿနာခုလို့နော်နေ့စဉ်ဘဝမှာမဆင်ခြင်ခဲ့ရင်တော့၎င်းနေ့စဉ်ဘဝမှာကျတော့ယောနိတော်နဲ့ဒီကာရနဲ့ဆင်ခြင်တာ။ဘာနဲ့ဆင်ခြင်တာလဲ။ယောနိတော်နဲ့ဒီကာရဆိုတာဆင်ခြင်တဲ့ပညာကိုပြောတာပါ။သင်တယ်အောင်မှန်ကန်အောင်မလို့ပြောတာ။နော်အဖြစ်မှန်လို့ဖြစ်နေတဲ့မြင်နေတဲ့ဖြစ်စဉ်ကြီးကမကောင်းတော့လဲခုနကပြောသလိုပဲအာယုကမကောင်းတော့လဲကိုယ့်ရဲ့အသိဉာဏ်လေးတွေပြောင်းပြီးတော့အာဟုတို့ဘုဘကအာယုဆိုတာကိုကြည့်ပြီးတော့ကိုယ့်ဘက်ကအာဟုတို့မဖြစ်အောင်ဆင်ခြင်တာကိုပြောတာဟုတ်ပြီလားမြင်လိုက်တဲ့အာယုကဆိုးလိုက်တာအမလေးဆိုးလိုက်တာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရင်အဲ့ဒီအာယုကိုအကြောင်းပြုဒေါသကိလေသာဘုသူ့မှာဖြစ်တဲ့ကိလေသာဘုသူ့ကြိုးပေးတယ်ဘုသူ့နှိမ့်ဆက်တာကိုနှိမ့်ဆက်တာဒါကိုပြောတာကိုယ်ကိုမနှိမ့်ဆက်အောင်နော်အဲ့လိုမျိုးမဖြစ်အောင်ဒီလိုဖြစ်တတ်တယ်ဒီလိုပါလားတတ္တဝါဆိုတာဒီလိုပါပဲဘ
ဘယ်အကုန်သူမှာတော့နော်စားပြီးဖြစ်နေတဲ့ဘက်ကတနည်းအားဖြင့်ကိုယ့်ဘက်ကအကုသိုလ်မဖြစ်ရေးကိုကြမ်းဖန်ပြီးတော့မှနှလုံးသွင်းတာဒါကိုယောနိတော့ဆိုတင်းတင်းလျောက်ပတ်အောင်မနတိကတော့စိတ်ထဲမှာနှလုံးသွင်းတာယောနိတော့မနတိကဘာလဲလဲယောနိတော့မနတိကတော့ what's the reflection လောက်တော့ပြောတာနော်ဒါတွေးစရာအာယုံလေးတစ်ခုကိုပညာဉာဏ်လေးနဲ့ဆင်ခြင်လိုက်တာဒါတော့အကုသိုလ်ကိုမဖြစ်တော့ဘူးမဖြစ်တော့ဒုက္ခပေးသေးလားမပေးတော့ဘူးဒါကိုပြောတာဒါကြောင့်နေစဉ်ဘဝထဲမှာကျတော့အဲ့ဒီယောနိတော့မနတိကနဲ့နေပါအကုသိုလ်မဖြစ်အောင်လို့ကုသိုလ်ဖြစ်အောင်လို့အခုလို့ရိတ်တာတွေမှာတရားထုတ်တဲ့ခါကျတော့ serious practice လို့ခေါ်တယ်နော်မိမိကအမှတ်တစ်ခုနဲ့တစ်ခုမလို့အောင်ကိုမှတ်ရမှတ်တဲ့ခါကျတော့အဲ့ဒါကျတော့အဲ့ဒီလိုမျိုးဆင်ခြင်ရတာမဟုတ်ဘူးအာယုခုပေါ်မှာပင်မအာယုပေါ်မှာနော်နောက်ထပ်ပေါ်လာတဲ့အဲ့ဒီအာယုပေါ်မှာစိတ်ကိုမလို့အောင်တတိကပ်ပြီးတော့မှတ်နေရမယ်အမှတ်တစ်ခုပြီးတစ်ခုတစ်ဆက်ပြီးတစ်ခုနဲ့တစ်ခုဆက်နေရဒါကမိမိတို့ဥပဒနာအထုတ်တဲ့အချိန်ဒါကြောင့်အဲ့ဒီလိုအထုတ်တဲ့အချိန်ခါမှာအဲ့ဒီလိုမှတ်လိုက်တဲ့အတွက်ကြောင့်ယောသဝနန္တဘောတွေပြီးတော့စောစောကအာယုတွေဝင်သေးတယ်ဝင်တော့ဘူးဖြစ်တာနဲ့ပြစ်တာပဲပေါ်တာနဲ့ပြောက်တာပဲမာတာနဲ့ပူတာအေးတာစသည်ပေါ့နော်အညောင်းနိုင်ငံကခိုက်တာခဲတာပေါင်းတာပိန်တာဆူတာဝင်တာထွက်တာဒါတွေပဲပေါ်လာတယ်ဒါတွေပေါ်လာတော့ပြန်စဉ်းစားတော့ဟိုပေါက်ပိန်ရဲ့ချစ်စရာလေးကြီးဒီထွက်လေဝင်လေလေးကတော့ကြိုက်စရာလေးမရှိသေးဘူးမရှိရင်နောက်ထပ်ပြန်စဉ်းစားလိုက်ခန္ဓာဖြစ်ပေါ်မလားယောက်ျားမင်းမပေါ်မလားခန္ဓာဖြစ်ပေါ်ယောက်ျားမင်းမမပေါ်ယောက်ျားမင်းမပေါ်ရင်ဥပါဒကတ်သေးလားမကရင်တော့ပေးဦးမလားမပေးတဲ့အတွက်မတက်တာဘူးလားအဲ့ဒါပြောတာနော်အဲကြောင့်နေစဉ်ဘဝမှာယောက်ျားမျိုးကဖြစ်ချစ်စရာမဟုတ်ကြဖြစ်မိတ်ဆွေကြဖြစ်ဆွဲတယ်မြင်လို့မြင်ကမြင်စက်ကလေးမှာမြင်တယ်လို့နော်အတိတရားလေးရှိမှဖြစ်ဘူးအနည်းဆုံးဆင်ခြင်ဟုတ်တယ်မလားဒါတော့ဟောဘယ်သူပဲလှလိုက်တာဆိုးလိုက်တာသူကငါ့ဘယ်တော့မှလုပ်တာမလဲဆိုတော့အဲ့ဒီအာယုံကအဲ့ဒီနေရာမှာမပြတ်ဘူးဒီထက်မှပြန်ပြီးတော့သူကအရေးလေးထည့်လာအရေးလေးထက်လာပြီးတော့နော်အိမ်ကျပြန်ပြီးတော့အချိန်ရလေးစဉ်းစားကြီးလာပွားမှာလားပွားလာတယ်ကိုမဆိုးဘူးလားဆိုးလာတော့အမြင့်တွေ့တော့အခက်ကျကင်ဆာဖြစ်နေတာဟုတ်တယ်မလားကင်ဆာဆိုတာဒုက္ခပေးတာဒါကြောင့်တန်ရောစင်ဆိုတာတခြားမဟုတ်ဘူးကင်ဆာလို့အမြင့်တွေ့သွားတာကိုပြောတာဟုတ်ပြီလားဒီချက်မှကြည့်ထားတယ်အဲ့ဒါကြောင့်မလို့ကံကောင်းပြီဒါဆိုရင်ဒီလိုတော့ဒီလိုအာယုန်နဲ့အဲ့လိုမျိုးမကြဘူးလို့လုပ်မလဲဟောရှင်းလေးပဲနော်ဘယ်ကျိုးကထုတ်ခန္ဓာဘယ်ကရှုရပါသနည်းမစွဲဖို့ရာဖြစ်စဲမှာဘယ်ကရှုရပါဖြစ်တော့ဖြစ်စဲဖြစ်ခဲ့မြင်တော့မြင်စဲမြင်ခဲ့ဟုတ်တယ်မလားမြင်တော့မြင်စဲမြင်ခဲ့မှာကွယ်မြင်ရင်မြင်တယ်ရှုရပါတယ်ကြားတော့ကြားခဲ့မှာကွယ်ကြားရင်ကြားရင်ရှုရပါတယ်ဟုတ်တယ်မလားဒါပြထားလို့ပြီအဲ့ဒါလိုရှုလိုက်တယ်ဆိုလို့ရှိရင်အတန်ညနဲ့အာယုံနဲ့ရက်သွားတယ်ဒီတန်ဘုဒ္ဓံသူဘာပြောနေတာအဲ့ဒီကိုရောက်သွားရင်ပြညာတွေပါမသွားဘူးလားပြညာပါရင်တော့ဟောဘုဒ္ဓံအတန်ကဘလို့ကောင်းတယ်မကောင်းဘူးဖြစ်မလာဘူးလားအဲ့ဒီပြညာတွေရောက်သွားဆိုရင်ဥပါဒနာကတ်တယ်တော့သွားပြီးအဲ့ဒီကဆွဲတယ်ကောင်းခြင်းတွေလည်းဆွဲနေတယ်မကောင်းခြင်းတွေလည်းဆွဲနေတယ်လောဘတော်လည်းကောင်းဒေါသတော်လည်းကောင်းဒါကလေးကျတော့ကျမ်းပါပြီးတော့မာနတော်လည်းကောင်းတခုခုဆွဲတတ်တယ်ဒါကြောင့်ဒီမိမိကအာယုန်နဲ့မိမိနဲ့မချိတ်မညိမဆွဲကြည့်ဘူးဆိုရင်မြင်တော့မြင်စဲမြင်တဲ့ဖြစ်စဲခက်ကလေးမှာမှတ်လိုက်ပါအဲ့ဒါဆိုရင်တော့သူ့ရဲ့အတန်အာယုန်အကြားအာယုန်အစင်းအာယုန်နောက်နဲ့ရပ်ပြီးတော့ဒီပြည့်ညတ်ပေါ့နော်ကြိုက်ချင်းမကြိုက်ချင်းတွေကိုရောက်မသွားဘဲနဲ့အဲ့ဒီနေရာတွေနဲ့သူကပြီးသွားလိမ့်မယ်ဒါကြောင့်ဥပါဒအစွမ်းမကချင်းရင်ဘယ်ချင်းရှုလဲဆိုတော့နံပါတ်၄ဆိုကြည့်သမှာစာအုပ်ထဲမှာအမှန်လေးနော်ခြေတော်ပေါင်းကျိုးသွားကျိုးတက်ပြီးအားကျိုးဆွဲပေါ်နေရတယ်ထောက်နေတယ်နော်အမှန်လေးနော်စာအုပ်ကလေးရှင်းပေါ်တာတော့အလွတ်မရရင်လည်းဟုတ်လို့မလားဒီမှာမဆွဲဖို့ရာဖြစ်စဲမှာတန်စွာရှိရပါသည်အဲသုံးနေလေးကိုပြောရဲဆိုဘယ်ကျိုးမှာဒုက္ခတာဘယ်ခါရှိရပါသည်မဆွဲဖို့ရာဖြစ်စဲမှာတန်စွာရှိရပါသည်ဒါဒီကနာလေးဥပါဒအာယုံမကချင်ဘယ်ချင်းယူချက်ကလေးကိုသိကရှုထိုကလေးကလွန်သွားပြီဆိုလို့ရှိရင်ပြီးဟုတ်တယ်မလားဒါကြောင့်မိမိတို့ကတတိအားကောင်းလို့လည်းတမာတိအားကောင်းလို့လည်းဆိုတာဒီခက်ကလေးကိုမိမိကနော်မိပါနောက်တော့ကိုယ်တွေကထားပါတော့ဒီနေ့တိုင်းပြခိုးဝင်တယ်ဆိုရင်ဒါကတော့ကဆောင်ဖမ်းရမှာပါဒါကတော့နေရာမှာဝင်တတ်တဲ့အပေါက်တွေနေရာကစောင့်မဖမ်းရင်ဒီထဲဝင်သွားပြီးခက်ပြီးရှာလို့မရအောင်နော်ဒီထဲမှာအာယုတစ်ခုက
တတိကိုတကားပေါ့အဆောင်ချဒီစိတနာတရားကိုစိတ်ဒေါရ6ပေါ့တကား6ပေါ့အဆောင်ချတတိနဲ့ကပ်ပြီးတော့ပညာနဲ့စောင့်ဖမ်းမှသာလျင်တော့သူ့ကိုဖမ်းမိတယ်လို့ဆိုလို့ရှိရင်တော့သွားပြီအထက်ဝင်ပြီဆိုတော့ခန္ဓာအိမ်နဲ့ဝင်တော့ပြီဆိုတော့သူကြိုက်လို့မွေတော့မှာဟုတ်တယ်မဟုတ်လားဒါကြောင့်မလို့ဘယ်ချိန်လဲဆိုဖြစ်တုံးဖြစ်ဆဲဖြစ်ခိုင်မှာမြင်တဲ့တိုင်းမှတ်ရတယ်ကြားတဲ့တိုင်းမှတ်နားတဲ့တိုင်းမှတ်တော့ပြောတာနော်ကံကောင်းပြီနာမစစ်ကောက်ပါအောင်နည်းနည်းအရှင်းကြီးလေနံပါတ်လားနံပါတ်ပါအဲ့ဒါကိုယ့်ဘက်ကလွဲချော်ခဲ့တော့အဖြစ်နေတာလဲဆွဲမှုဝင်ရောက်ပြီးဘယ်သူလဲဥပါဒဘယ်သူလဲတဏှာနဲ့ဒိဋ္ဌိလောက်ပါရောပိတာကြီးလောက်နေပြီးနေတာတဏှာနဲ့ဒိဋ္ဌိတော့လောက်ပါနော်ဘုန်းကြီးအတန်တော်ကောင်းတော့မနေ့ညထုတ်နေရတာတခါတည်းကြံကိုတော့မှလို့ချိန်ပြီးသားကြံကိုချိန်နေရတယ်မနေ့ထွက်အောင်ချိန်နေရတယ်နော်ဒါတော့မဆွဲဖို့ရဖြစ်စဲမှာမှန်စွာရှိရဖြစ်ခတ်မရှိရုံနဲ့ဆွဲမှုဝင်ရောက်ပြီးဖြစ်ခတ်ကလေးကိုမရှိရဘူးဆိုတော့အဲ့ဒီခက်ကလေးမှာသူ့မြင်တဲ့ကြားတဲ့နာနဲ့စားတဲ့ထိတဲ့သိတယ်ဆိုတော့အာယုံ6ပါးပေါ်မှာတဏှာဒိဋ္ဌိကကတ်သွားပြီပါသွားပြီပြောတာဒါတော့အဲ့ဒီတဏှာဒိဋ္ဌိဆွဲတဲ့အာယုံတွေကနော်အတွင်းအာယုံတွေထဲမှာ store လုပ်ထားတာဗျာမပြောက်ဘူး store လုပ်ထားတာနော်တိတ်ထားတာနော်တိတ်ထားတာအဲ့ဒါတော့ကောင်းပြီအဲ့ဒီအာယုံတွေဒီအာယုံကိုပေါ်ဖို့အတွက်အကြောင်းတိုက်ဆိုင်တဲ့ထပ်ပေါ်ထပ်ကြီးထပ်ပေါ်ကြီးပို့ပြီးတော့ခိုင်ပါပြီးတော့ဒုက္ခကောင်းပြီးတော့တာပဲဟုတ်တယ်မို့လားအဲ့ဒါကြောင့်မလို့ဖြစ်ခက်ကလေးကိုမရှိလိုက်ဘူးဆိုရင်တော့တဲ့ဘာဖြစ်တယ်လဲဆိုရင်အဲ့ဒီချိန်ကမှကိုမြင်လိုက်ကြားလိုက်တဲ့အာယုံ6ပါးမှာတဏှာရဲ့ဒိဋ္ဌိရဲ့တိတိကိလေသာတွေအကုန်ပြောလိုက်တော့ဟုတ်တယ်မို့လားသူတို့ခေါင်းဆောင်မြောက်ကိုပြောတာတကယ်တမ်းကျတော့မဟုတ်ဘူးလာကလိန်ပြောတာနှံဥတဲဆိုတော့ခင်ဗျားတို့တက်တာနဲ့ရှင်တော့မဟုတ်ဘူးဗျာသူတို့မှဂိုင်းနဲ့လောက်တာဘယ်လိုလုပ်တာလဲဂိုင်းနဲ့လောက်တာအကြည့်ကျလောက်တာနောက်မှာကအဲ့ဒီ2ယောက်ကိုရှိလေးခေါင်းဆောင်ကပြပြီးတော့နောက်က10ယောက်ရှိတယ်ကိလေသာက10ပါးကနောက်ထပ်ပါလို့တော့1500လဲဘူးဟုတ်တယ်မဟုတ်လားနဲတယ်လားနဲပါဘူးတို့အုပ်စုတို့ခိုင်းနဲတာမဟုတ်ဘူးနော်မာဖီးယားခိုင်းတာပြိုရင်ပြိုပါနေဖမ်းနေထားလို့ရမယ်သူတို့ကိလေသာခိုင်းတော့ပြိုလို့မရဘူးဘာဖြစ်လို့လဲသူတို့ကကိုကသူ့မဖမ်းနဲ့သူကကိုယ့်ရေဖမ်းတော့မှာဟုတ်တယ်မဟုတ်လားကိုဖမ်းတော့မယ်ဒါတော့သူတို့လက်ထဲမှာကိုရှင်တန်နေရတယ်ဒါကြောင့်ကောင်းပြီဖြစ်ခိုက်မရှိရုံနာစုဖြစ်တဲ့အခိုက်ဆိုတာပေါ်ဖြစ်ချင်းနှလုံးသွင်းမှုနဲ့ဆင်ခြင်မလားနော်ရှုမှတ်မှုနဲ့မှတ်မလားနော်ဝိပဿနာအထုတဲ့အချိန်လေးတာမှနေတဲ့အချိန်ရှုမှတ်မှုကိုမှတ်အပြေလောကမှာနေတဲ့အချိန်နေ့စဉ်ဘဝမှာနေတဲ့အချိန်ယောနိတော်မြေကံနဲ့အားချုပ်တာမကြည့်အောင်နော်ကိုဂုံတိတ်ကကိုယ့်ရဲ့အကျင့်တရားကိုယ့်ရဲ့အားထုတ်မှုကိုယ့်ရဲ့အသိဉာဏ်ဒီအချိန်မှထုတ်မသုံးလို့ရှိရင်ဘယ်ချိန်သုံးမလဲရန်သူတွေရင်ဆိုင်နေတဲ့အချိန်မှတစ်ခါတည်းထုတ်ပြီးတော့ဒီတဏှာကိုမပြည့်ဘယ်ချိန်ပြည့်မလဲအဲ့ဒါလို့လည်းဆိုတဲ့ဟိုခဏတော့တဏှာပြည့်ခိုင်းတယ်မအိတ်ချသွားပြီးတော့တဏှာကြီးလက်ဆောင်ထားနေဥပမာပြောတာဟုတ်တယ်မဟုတ်လားဥပမာပြောတာတော့ကြာနော်ဦးဇင်းတို့ငယ်ငယ်တော့နေတိုင်းကဘောလုံးတန်လို့ဖြစ်နေမှာဆရာကနေပြီးတော့မှဒန်ကြီးလုပ်ပြီးတော့ဟဲ့ကောင်ဘောလုံးကိုဖမ်းတာဆိုတော့ထိန်းထားလို့ပြောတာဖမ်းတာဆိုတော့လက်ကြီးနဲ့ကောက်ကြပြီးတော့ဖောင်းပြီးတော့အခုလည်းပဲနော်ကိုရှိတဲ့လက်နဲ့ဒီချိန်မှမပြည့်ဘယ်ချိန်ပြည့်မလို့ဆိုတော့ဘုန်းကြီးကအကြံပေးပြီးငါတဏှာလေးတော့သွားမထားမှလည်းမလုပ်ရအောင်ကျုပ်ကတရားကဖြစ်တော့နော်ဆိုလိုတာကကိုယ့်ရဲ့လက်နဲ့သက်ခွဲဟုတ်တော့မလားဟောပြတာရန်သူညာမှာမဟုတ်ဘူးလေဒါကြောင့်မလို့ရန်သူကိုတိုက်နိုင်လောက်တဲ့ပညာတိတော့လက်နဲ့ပညာဝိဒ္ဓဘာလဲပညာဝိဒ္ဓဒါတင်စားဆိုပြောဆိုတာဖက်ကလေးတွေပေါ့နော်တင်စားပြောတာပညာတိတော့လက်နဲ့ခါတဲ့ဒီချိန်မှာကိုယ်ကနေအောင်ပြောမှာနော်အဲဒါကြောင့်မလို့မိမိကလည်းပဲရာသူလေးတွေ့တဲ့အခါမှာနော်တိုက်ခိုက်တဲ့သူတွေရာသူလေးတွေ့တဲ့အခါမှာမိမိရဲ့လက်နဲ့ကောင်းလို့ထုတ်သုံးရတယ်လို့ပဲယောဂီတွေလည်းပဲအာရုံနဲ့တွေ့တဲ့အခါမှာမိမိရဲ့ပညာတိတော်လေးတွေကိုထုတ်မသုံးအောင်လားမသုံးမိခဲ့သည်ရှိတော့သုံးဖို့မေ့ခဲ့သည်ရှိတော့နံပါတ်5ကပြောတယ်လေနံပါတ်5ကလာလိမ့်မယ်လို့ပြောတာအဲ့ဒါလာလိမ့်မယ်လို့ပြောတာကိုယ်နဲ့ပဲအသိခံရလိမ့်မယ်နော်ကိုယ်နဲ့ပဲကိုစွဲမှုဝင်ရောက်ပြီဆိုတော့ဒီထက်လာမှဒီထက်ကကိုယ်ခန္ဓာအိမ်ကိုယ်နဲ့မြေကိုယ်ထားရတော်ရီဟုတ်တယ်မလားအဲ့ဒီချက်ကိုရောက်ပြီဆိုတော့မွေပြီးတော့မှတော့အဲ့ဒါပြောတာကဲနောက်မှ6စက္ကန့်တော့အဲ့ဒီအာယုံလေးကိုပဲနှစ်တဲ့ခါကျတော့
နော်သူကအာယုံမှန်သမျှလည်းပဲဖြစ်ဖြစ်ပဲမဟုတ်လားနော်အာယုံမှန်သမျှလည်းဖြစ်ဖြစ်ပဲဘယ်အရာမှဆိုဖြစ်ဖြစ်ကိုယုံနာပဲဖြစ်ဖြစ်ပဲဒုက္ခသစ္စာပဲလို့နော်ဟောဝိပဿနာမှာအခြေခံသိရမှာပြောခဲ့ပြီမဟုတ်လားယုံနာဖြစ်ဖြစ်ဒုက္ခသစ္စာဒါကသိထားမယ်လားအဲဒါကြောင့်လို့အဲ့ဒီလိုမျိုးမသိဘဲနဲ့ပုဂ္ဂိုလ်တော်ပညာဖြစ်နေဟောဘုရားကလည်းရှိတာလေခုလည်းရှိတယ်လေနော်ဟောလှလိုက်တာကောင်းလိုက်တာနော်ဟောဘာကောင်းလဲဆိုတော့ဒါလေးကသူဆိုတာလေးရှိဖို့ရှိတယ်ဒီလိုမျိုးမြဲတယ်ဆိုတာနေဆာဆွဲဘာဆွဲလဲနေဆာကောင်းတယ်ဆိုတာကဒုက္ခဒုက္ခဆွဲပေါ့နော်ဒုက္ခဆိုတာတင့်တယ်တာပြောတာနော်ကောင်းတယ်နောက်ပြီးတော့ငါကောင်းဆိုတာအတ္တပါဒါတော့ပွားရမှာကအနိစ္စဒုက္ခအနတ္တသူပွားပြီးတော့ဆွဲနေတာကနေဆာဒုက္ခအတ္တအဲ့ဒါကိုပြောတာဒါတော့ကိုတိရပွားရမှာနဲ့ဖြစ်သွားတာတွေကတခြားလူဖြစ်နေဘူးလားအေးမြဲတယ်ကြားလိုက်တယ်မြဲတယ်ကောင်းတယ်ငါကောင်းဆိုတဲ့အစွဲဓာတ်ခံလေးအောက်ကရှိပြီးမှအနုတ္တရဓာတ်ခံလေးရှိပြီးမှအာရုံကိုဆွဲတာလို့ဆိုလို့ဟုတ်ပြီလားအဲဒါကြောင့်လက်ခံလိုက်တယ်မြဲတယ်ကောင်းတယ်ငါကောင်းတယ်နောက်ချမ်းသာတယ်ဒုက္ခအဲ့ဒီလိုအစွဲကလေးနဲ့အခန္ဓာကလေးနဲ့သူကမှတ်ပြီးတော့မှနော်ထင်မှတ်သွားတာဒီနည်းထင်တယ်ဆိုတာအထင်ကလေးနဲ့ဆွဲသွားတာဒါကြောင့်မြဲတယ်ဘာဆွဲလဲနေဆဆွဲတကယ်ရှိတာကအနိစ္စကောင်းတယ်နော်ဒုက္ခဆွဲတကယ်ရှိတာကဒုက္ခငါကောင်းနဲ့ငါကောင်းဆိုတာကငါကောင်းနဲ့တော့ငါကောင်းနဲ့ဆိုတာဥပမာပေးထားတယ်ငါဆိုတဲ့အကောင်ဒီတကယ်ရှိတာမဟုတ်ဘူးအကောင်တဘာဝမရှိဘူးဒါပေမဲ့သူတို့ပြောနေတဲ့ခါကျတော့အဲ့ဒီသူတို့ရဲ့ဒီအတ္တလေးရဲ့လှုပ်ရှားမှုကဒီလိုအကောင်လေးသဘောမျိုးပေါ့နော်အလုံးတဲ့အကောင်ရှိတဲ့ပုံစံမျိုးလေးသူလှုပ်ရှားပြတယ်ပေါ့တော့တကယ်တမ်းကျတော့စေကူးရင်လည်းလှုပ်ရှားပြတာစေကူးနဲ့လှုပ်ရှားပြတဲ့အတွက်ကြောင့်မလို့ဒါကိုဘုရားဘာသာကနေပြီးတော့ပြောတဲ့အခါကျတော့နော်အကောင်မဟုတ်တော့လေအကောင်ဟုတ်တဲ့ကဲတုတ်တင်သားပြောတာတကယ်အကောင်ဟုတ်သလားမဟုတ်ဘူးဒါပေမဲ့သူတို့ပြောတာလေးကနော်တတ္တဝါတွေမှာတဲ့မွေးကလေးကတည်းကဒါလေးကအတွင်းထဲမှာနော်ဒီအတ္တကောင်ဆိုးလေးဝင်နေတဲ့ပါပြီးသားတယ်ဒါတော့မြင်တိုင်းကြားတိုင်းနားတိုင်းစားတိုင်းထိတိုင်းနေတယ်သူကသိတာတဲ့ခံစားကြရှိရင်သူကခံစားတာစီမံခံခွဲကြရှိသူကခံခွဲတာတဲ့နော်မှတ်သားကြရှိလို့လည်းသူပဲတဲ့ဒါတော့ဒါကြီးကမြေလုံးကသူ့ရဲ့သုံးစရာ tools ပေါ့နော်သုံးစရာပစ္စည်းကြည့်စရာဆိုရင်အတ္တကမြေလုံးနဲ့ကြည့်တယ်မြင်တယ်ပြီးတော့သူသိသွားတယ်လို့ကြားစရာရှိတော့နားကိုသုံးတယ်ဒီလိုပဲဟုတ်တော့မလားဝိရကုကမမြင်ရဘူးဆိုပါဆိုမြင်ကျင်တယ်ဆိုတော့မျက်မှန်မတက်ဘူးဟောမကြားဘူးနေချာကလေးတက်လိုက်တော့ကြားတော့အဲ့ဒီလိုမျိုးအတ္တကသူလိုတဲ့အခါမှာဒီပစ္စည်းတွေကိုသုံးတာဒါသူအသုံးချတဲ့ပစ္စည်းတွေအဲ့ဒီကနေတစ်စက်သူကသိသွားတယ် enjoy လုပ်တယ် management လုပ်တယ်အဲ့ဒါလေးကတကယ်နှလုံးသားထဲမှာလို့ကောင်းတဲ့မှာလို့ခန္ဓာကိုယ်တဏှာရမှာလို့ something somewhere ဆိုတော့အဲ့တော့တကယ်လည်းအကောင်နဲ့ပြကြမရှိပေမဲ့ရှိတယ်လို့ပြောနေလို့အကောင်ကိုတင်လာပြောတာတကယ်ရှိတော့ဟုတ်လားမရှိဘူးနော်အတ္တဆိုတာအကောင်မရှိဘူးဒါပေမဲ့ပြောတဲ့စကားလုံးအသုံးလုံးကအဲ့ဒီအကောင်ပုံရိပ်ကလေးကိုပြောနေလို့သူ့ကိုအကောင်လေးနဲ့တင်စားပြီးအတ္တကောင်းငါကောင်းလို့ပြောတာဟုတ်ရဲ့လားတကယ်မရှိဘူးဒါကြောင့်ငါကောင်းနဲ့ဆိုဥပမာပြောတာဒါတော့တကယ်တမ်းခန္ဓာထဲမှာရှိတာကယုံနဲ့နံဒါမှနှစ်ပါးဒီနှစ်ပါးမှာတပါးအခြားရှိသေးလားမရှိဘူးဒါကိုရောက်ကိုဒီဘုရားနဲ့ယုံနဲ့နှစ်ပါးပဲရှိတာယုံနဲ့နှစ်ပါးလို့လည်းပြီးလိုက်ရောက်အတ္တလေးဒီသက္ကာလေးဒီကွာမသွားဘူးလားကွာသွားတာလေဒါကြောင့်ယုံနဲ့တာမြင်လိုက်ပြီဆိုရင်တော့အတ္တလေးကကွာပြီးသားပဲနော်အဲ့ဒီတော့ကောင်းပြီအခုအာယုကိုထင်မှတ်တာကအခုပြောတဲ့ယုံနဲ့လေးကိုမြင်တယ်လို့ထင်တယ်ယုံနဲ့တဘာဝကနေစာလားအာနိစ္စနော်သူတို့ကကောင်းတယ်လို့ထင်တယ်ယုံနဲ့ကဒုက္ခဟုတ်တယ်မဟုတ်လားဒါတော့ဒုက္ခလားဆိုရင်ဒုက္ခနော်သူတို့ကငါကောင်လို့စွဲတယ်ယုံနဲ့ကတကယ်တော့အတ္တလားအနတ္တလားအနတ္တတိယမှာကအနိစ္စဒုက္ခအနတ္တစွဲနေတာကနေစ္စဒုက္ခအတ္တဒါပဲအဲ့ဒီလိုဖြစ်တတ်ပါလေတဲ့နော်ကဲကောင်းပြီဒါအဲ့ဒါတွေမရှိအောင်အဲ့လိုအစွဲတွေနော်ရမလားဘယ်လိုလုပ်မလဲကဲနံပါတ်9ဆက်ပါဟုတ်ပြီဒါတော့ကဲအဲ့ဒါတွေကိုမိမိနော်မဆွဲအောင်လုပ်မလဲဖြစ်တိုင်းမလုပ်အောင်လဲနှတ်ဆောင်ဒါတော့မြင်တိုင်းမှကြားတိုင်းမှနားတိုင်းမှစားတိုင်းမှဒီတိုင်းမှလို့ခုပြောတာဘောပေါက်မှာလားမမတ်ခိုင်ဘာလုပ်မလဲအခုပြောတဲ့ဖိလိတာကြားပုံပါကြားပုံလေးနဲ့ဒါကြောင့်မလုပ်အောင်လဲဖြစ်တိုင်းမှရှုလို့ပြောတာပါနောက်နံပါတ်10အေးမှတ်မှန်များတော့
အတန်းလိုက်ကြီးကလည်းကြာတော့ကြည့်မှများတော့ရိပ်ပြီးတယ်ရိပ်ပြီးမှများတော့အတိလေးတွေနည်းနည်းချင်းကွဲသွားတယ်နော်ကွဲလာကွဲတဲ့အခါကျတော့ရုပ်တွေကပထမအဆူလိုက်မြင်စိတ်တစုကြီးပြီးရင်ရားစိတ်ဖြစ်မယ်သို့မဟုတ်နာစိတ်ဖြစ်မယ်သို့မဟုတ်သွေးစိတ်ဖြစ်မယ်သူ့ရဲ့ group လိုက်ဒီလိုထင်လာနောက်တော့အဲ့ဒီ group ထဲမှာမှတစ်ခါပြလိုက်ဒီလိုထင်သွားတာဟုတ်ပြီလားအဲ့ဒါမျိုးပေါ့နော်အဲ့တော့ကောင်းပြီအဲ့လိုမျိုးတစ်ခါတလေကျတော့မမြဲတဲ့သဘောတရားတစ်ခါတလေကျတော့လည်းဆင်းရဲတဲ့ကြိုက်စရာမကောင်းတဲ့သဘောတရားတစ်ခါတလေကျတော့တချို့ကအဲ့ဒီဆင်းရဲတယ်ဆိုတာကို suffering နေကြီးပဲတွေ့တာမဟုတ်ဘူးတချို့ကသင်္ခါရနဲ့ကြောက်တဲ့အခါကျတော့ suffering ပြောတာကို unsatisfactoriness ကိုပြောတာကျင့်တတ်စရာမကောင်းဘူးလေလောကလူသားတွေကဘယ်အရာမဆိုမဖြစ်ချင်တယ်မြဲချင်တယ်ကောင်းချင်တယ်ဒါပေမဲ့ရှိတဲ့အရာတွေကမြဲတာကောင်းတာရှိလားမရှိဘူးလို့လည်းသိလိုက်ရောအဲ့ဒီဟာမျိုးကိုရထားတာပျော်သေးလားကျင့်တတ်သေးလားအဲ့ဒါတော့ပါလို့ခေါ်တာကဲနာရလားမနာဘူးမနာဘူးအဲ့ဒါနောက်ဆုံးစင်တာအဲ့ဒါကိုသိတော့အားတော့မှာစောစောကတော့ဒီအကျမ်းတယ်ကြီးကြည့်ရတာပေါ့မှန်တယ်လေဒါလည်းမှန်တယ်အကျမ်းတယ်ကြီးဒုက္ခကနေတကယ်ကိုနာကျင်မှုမရှိတဲ့ဒုက္ခရောက်အောင်သွားတာတစ်စင်နောက်ဆုံး final လည်းရောက်ရောဒီယုံနာဖြစ်တဲ့သဘာဝဆိုတာနာရမမဟုတ်တာကိုဟုတ်တော့မလားဟောက်ပြန်ပြောင်းလဲတဲ့သဘာဝကြီးจิตတဆံမကောင်းဘူးလို့ပြောတာအဲ့ဒီจิตတဆံမကောင်းတာကိုဒုက္ခလို့ပြောတာအကျဉ်းသား suffering မှန်ပါလေအကျဉ်းသားကြီးပါလားနော်ဒါပေမဲ့တကယ်အတွဲနေတာသင်္ခါရနဲ့ပြောလို့သင်္ခါရဒုက္ခရောက်တဲ့ခါကျတော့သင်္ခါရကအကြောင်းကြောင့်ကျိုးပြပြီးလို့ကြောင်းနေတယ်လို့ပြောတာအဲ့တော့လူတွေကမြဲရှင်တဲ့သဘာဝကမမြဲဘူးဆိုတာလည်းသိလိုက်ရောမကျင်တတ်တော့မကြိုက်တော့ unsatisfactoriness ဟုတ်တယ်မလားအဲ့ဒီချိန်ကမနာဘူးနာတယ်လို့လည်းအဲ့ဒါနာတာမဟုတ်ဘူးမကျင်တတ်တာပြောတာဒါကြောင့်မြဲတယ်မမြဲစင်းရဲ့သဘောပဲသူ့သဘာဝပဲရှိတယ်အဲ့ဒါသဘောမရှိဘူးလို့နော်ဟိုနားလေးမှာကွက်ခနဲ့မြင်လိုက်ဒီနားလေးမှာကွက်ခနဲ့မြင်လိုက်အဲ့လိုကွက်ခနဲ့အဲ့ဒီလိုလေးမြင်ပါများလာတဲ့ခါကျတော့အကဲခတ်တယ်ဉာဏ်လေးရင့်ကျက်လာတော့အဲ့ဒီမှာနောက်ဆုံးယောဂီက conclusion ချလိုက်တာဟုတ်ပြီနော်ဘုရောမြင်ရတဲ့တတန်းစာမိမိဉာဏ်မီတော့နှိုက်ကြည့်တဲ့အခါကျတော့ရုပ်ကိုရှုတော့လည်းမြဲတဲ့ကောင်းတာမရှိဘူးနာမ်ကိုရှုတော့လည်းမြဲတဲ့ကောင်းတဲ့ဘောမရှိဘူးဒါဆိုလို့ရှိရင်ယုံနာတို့ဒီနော်နောက်ဆုံးဖြတ်ချလိုက်လို့ဆိုရင်အနိစ္စဒုက္ခအနတ္တဒီလက္ခဏာသဘောမရှိဘူးလားဖြစ်ပြီးရင်ပြည့်တဲ့သဘောလည်းမရှိဘူးလားဖြစ်ပြီးရင်ပြည့်တဲ့ယုံနာသဘာဝတွေဖြစ်တဲ့အတွက်ထိုဖြစ်ဖြစ်ယုံနာသဘာဝသည်မမြဲခြင်းအနိစ္စလက္ခဏာရှိ၏ဆင်းရဲတဲ့ဒုက္ခလက္ခဏာရှိ၏နော်အစိုးမရအနတ္တလက္ခဏာရှိ၏လို့အဲ့ဒီလိုမျိုးစိတ်ထဲမှာရှင်းသွားတဲ့အခါကျတော့ဆွဲလာမှုဖြစ်သေးလားမဖြစ်တော့ဘူးနံပါတ်9ဆက်ကပါဆွဲပြီးပြောင်းလဲပါဆွဲရမယ့်တိုင်းကိုင်းစောတော်ကယောဂီနန္ဒီကိုယုံနာမသိတော့ယောက်ျားကဆွဲတယ်မြဲတယ်ကောင်းတယ်ငါအောင်ဆွဲတယ်အဲ့ဒီကနေဝိပဿနာဉာဏ်နဲ့အစင်းစင်းယုံနာကွယ်ဖြစ်ဖြစ်မြဲလက္ခဏာ၃ပါးချင်းအဲ့ဒီကနေပြီးတော့အချက်ကိုတက်သွားလိုက်တာဝိပဿနာဉာဏ်တွေကအားကောင်းလို့အထောက်ပံ့ပေးလိုက်တဲ့ခါကျတော့ထိုယောဂီရဲ့တဏ္ဍာမှာနောက်ဆုံးဆက်ယုံနာကိုအဖြစ်ပဲအနေစာဒုက္ခအနတ္တအနေစာဒုက္ခအနတ္တတခါနဲ့အရှင်တက်လာတာခါနဲ့တောင်ပေါ်ကကြီးကြတယ်ပဲဟာဉာဏ်ကလည်းအဲ့ဒါကိုတစ်ခုချင်းတစ်ခုမှမလောက်မှနဲ့အဲ့လိုမှရင်ကနေလို့ဟာဘာဖြစ်လာလဲဆိုတော့ဟိုကလည်းအစင်ဒီကလည်းအစင်ကြီးဟိုကအစင်ဆိုတာယုံနာဖြစ်ဖြစ်ဒီကအစင်ဆိုတာသိတဲ့ညာဥပဒနာညာဖြစ်ဖြစ်ဥပဒနာညာဖြစ်ဖြစ်ဥပဒနာညာအဲ့ဒီလိုနှစ်ခုနော်ဖြစ်ဖြစ်ဆိုတဲ့သဘောတရားကသင်္ခတနဲ့ပဲဗါတယ်လေယုံနာတရားရဲ့ဖြစ်ဖြစ်သဘောအဲ့ဒီဖြစ်ဖြစ်ကိုသိတာကဝိပဿနာဉာဏ်ဖြစ်ဖြစ်ကိုသိတာဝိပဿနာဉာဏ်ဖြစ်ဖြစ်ကယုံနာဖြစ်ဖြစ်နယ်ပယ်ကသင်္ခတအဲ့ဒီလိုသင်္ကတအာယုံကိုရှုရင်းကနေပြီးအစင်မပြတ်တဲ့လက်စားဘယ်ရုပ်ဗနာမဆိုရှုလိုက်လို့တာမန်နဲ့ဖြစ်သွားတယ်နော်ဘယ်လိုပဲရုပ်ဖြစ်ဖြစ်ဘယ်လိုနာနဲ့ဖြစ်ပြီးဆိုတော့အဲ့ဒီမှာသူ့အဖြစ်ကရှင်းတယ်ယုံနာဒီဖြစ်ဖြစ်အနေစာဒုက္ခအနတ္တအဲ့ဒီဖြစ်ဖြစ်အနေစာဒုက္ခအနတ္တသင်္ကတနယ်ပယ်ကနေပြီးတော့ရုပ်တည်းရဲ့ရှောင်းတစ်ခင်ရုံးဆိုအတန်းတော့မမြင်ပါဘူးမဲ့ကြပါလားဘာကြတာလဲဒီရုပ်ရဲ့မဲ့ကြပါဟိုဘက်ကအာယုံကြီးကိုလှမ်းပြီးတော့ယူပြီးလက်စိတ်ပေါ်တယ်အဲ့ဒီအာယုံကဒီဘက်ကနေပြောင်းပြန်ကြည့်ဒီဘက်ကယုံနာဖြစ်ဒီဘက်ကျတော့အေးကနေဆိုဖြစ်သွားတာကြီးကနေဆိုဖြစ်သွားတယ်ဘာဖြစ်ပြမှမရှိဘူးအဲ့ဒါကနိဗ္ဗာန်ရဲ့တန်တိလက္ခဏာဒါကိုသိတာကမက်ဆေ့သိတာကမက်ဆေ့အာယုံကနိဗ္ဗာန်အဲ့ဒီအခိုက်အတန့်လေးမှာမက်ဆေ့လေးပေါ်လိုက်တဲ့အချိန်ကအခိုက်အတန့်မှာစောစောကယုံနာလေးပုံမှာစွဲခဲ့တဲ့အခုနာကကိလေသာတွေကတခါတည်းဒီ message ရဲ့စွမ်းအင်တတိကြောင့်နော် message ရဲ့စွမ်းအင်တတိကြောင့်သူ့ဘာသာသူတခါတည်းဘာ
ဘာခေါ်မလဲပြောက်သွားချုပ်သွားငြိမ့်သွား eliminate လုပ်လိုက်တယ် destroy လုပ်လိုက်တယ်တခါတည်း totally abandon လုပ်လိုက်တယ်ခိုင်ကြိုက်တဲ့စကားလုံးနဲ့နားလည်ပါဘူးဆိုလိုတာကနော်ဒီ message ကြီးကကိလေသာကိုသွားတတ်တာမဟုတ်ဘူး message ကအာယုယူနေတာနိဗ္ဗာန်ပဲနော်နိဗ္ဗာန်အာယုယူနေတာဒါပေမဲ့သူ့မှာအခြားစွမ်းရည်တတ်ရှိသေးတယ်တဲ့ရဲ့အာယုကနိဗ္ဗာန်ကိုယူတယ်ဒါပေမဲ့အခြားသုံးခုကျန်တဲ့အာယုသုံးခုကိုသိတာကဒုက္ခသစ္စာကိုယုံနာကိုဒုက္ခသစ္စာရဲ့လို့တခါတည်းဘောလုံးကအတင်းအားမှဖြစ်နေပြီးတော့ဒုက္ခလို့အတင်းအသိပေးနေတာအခုမဲ့လက်ကြလိုက်ရောယုံနာဆိုတာတကယ်ဒုက္ခသစ္စာမှာအစစ်ကြီးပဲဟေးလို့သိသွားတယ်ဒါတော့ဒုက္ခကိုပိုင်းခြား၍သိခြင်းဟုတ်ပြီလားအဲ့ဒုက္ခဘာကြောင့်ဖြစ်တယ်သမုဒိယကြောင့်လို့ဘောလုံးကတော့တွေးတော့စဉ်းစားကြံတာဝေဝါနေတာအခုကျတော့တေးသေးချာချာသိသွားပြီသမုဒိယသစ္စာကိုပယ်ခြင်းကိစ္စဒါလည်းခါလည်းပြီးသွားတယ်နော်မေဃသစ္စာကိုပွားခြင်းမေဃရှိပါအပြည့်အစုံဖို့ခိုက်တယ်မှာအကုန်ဖြစ်တယ်နော်ကျန်တဲ့ဝိပဿနာရှုတဲ့ခိုက်မှာ၅ပါးပဲဖြစ်တာဘယ်နှပါးပဲဖြစ်လဲ၅ပါးပဲသမာဓိတိသမာတေကပ္ပသမာဝါယာမသမာသတိသမာဓိဒီ၅ပါးပဲဖြစ်တယ်ဒါတော့ message ကြတဲ့ချိန်ကျတော့အကုန်၈ပါးလုံးတပြိုင်တည်းပေါ်တယ်အဲ့ဒီ message တပြိုင်တည်းပေါ်ခြင်းကိစ္စလည်းအဲ့ဒီမေခိုက်တန်မှာဖြစ်တယ်ဆိုတော့နိဗ္ဗာန်ကိုအာယုယူလျက်ဒုက္ခသစ္စာကိုပိုင်းခြားသိခြင်းသမုဒယသစ္စာကိုပယ်ခွာခြင်းနောက်မေဃသစ္စာကိုအပြည့်စုံပွားခြင်းကတပြိုင်တည်းဖြစ်တာဟုတ်ပြီလားတပြိုင်တည်းဖြစ်တဲ့အတွက်ကြောင့်မလို့အခုနကပြောတဲ့သမုဒယဆိုတဲ့ဟာနဲ့တကွနော်ကြံတဲ့ကိလေသာတွေကိုလည်းပဲအဲ့ဒီအခိုက်အတန့်လေးမှာပယ်လိုက်တယ်တဲ့ဒါကြောင့်မလို့ပယ်လိုက်တဲ့အတွက်တဏှာပါသွားတော့နံပါတ်9ကပါတယ်လို့ဆွဲမှုကဲပြောင်းမလန်းတော့ဆိုင်ရောက်နေတယ်ကဲဆိုင်တော့နေပါဆိုင်ဘူးကျုပ်ကနေမှကြောက်ပို့ခဲ့ပြီခင်ဗျားတို့ပြန်လာခြင်းနဲ့လာမလာခြင်းနဲ့နေကျုပ်ကနေမှကြောက်တင်ပေးလိုက်ပြီဟောတော့မလားကိုင်းဒါတော့ဥပဒနာရှိရတဲ့အစုံသိပြီလားအေးအဲ့ဒါအဲ့ဒီနည်းလေးကိုစရောကြီးကနံပါတ်10ထပ်ဆိုဝိပဿနာရှုနည်းဝိဒေစီဒိဋ္ဌိထားရမည်အဲ့လိုဒိဋ္ဌိဆိုလို့ထုတ်ပြတော့မှဘုရားရှင်ကိုတင်ထားလို့ပြောတာမဟုတ်ဘူးနှလုံးသားနဲ့ထည့်ထားခဲ့တာဘယ်ထားမှာလဲနှလုံးသားနဲ့ထည့်ထားစာရီပြလိုက်တော့ဘုရားရှင်ကိုတင်ထားတာဒီတခြားလည်းထားလို့မရှိဘူးတော်တိတာဘောလို့ထင်းနေမထုတ်ရင်ဘာမှပြက်ပြီးတော့ထင်းနေမှာထုတ်နေတာအားဆိုတာနော်ဘုန်းကြီးတွေပြလိုက်တဲ့ငါဆောင်းပုဂ္ဂိုလ်လေးကိုအိမ်ကြတာထင်းနေထုတ်တာကိုကြားလို့ပြောတာနော်အဲ့ဒါကြောင့်ဒီနေ့ဘုရားနာရှင်နေဘူးဒေစီဒိဋ္ဌိထားမည်ဆိုတဲ့အလင်္ကာအသေးတွေများနော်ရှင်းပြလို့ပြီးပါပြီဒါကြောင့်မိမိတို့ကိုယ်တိုင်ထိုလင်္ကာကပြောတော့တဲ့များကိုဒီအောင်လဲရအောင်လဲဖြစ်ထားပါများကပြောပြီးပြီနော်ဒီအောင်လဲစင်ကြင်ပါမြင်အောင်လဲနှလုံးသွင်းကြပါဒါကြောင့်အဲ့ဒီမိမိတို့ရဲ့ဒီနေ့တည်ထားတဲ့ဝိပဿနာတရားတွေဒီမိညာကိုကျေးဇူးပြုထောက်ပံ့နိုင်ပြီးနိဗ္ဗာန်ကိုလည်းပဲဒီဘဝမှာပဲဆက်ရောက်နိုင်ရပါစေကုန်သတည်းအဲ့ဒီလိုမျိုးဆိုကြYou know